အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မဟင်းငါးလေးချက်ပြသွားမှာပါအရင်ဆောက်ကောင်းပါတယ်ငါတို့ရုံဆုံးပဲလေးပြုံးမယ်ငါးလေးပြုံးမယ်ပြီးပါလို့ရှိရင်ဒါကတော့ဆန်ပဲပေါ့နော်ပဲမုံရဲ့မဟင်းငါးမုံရဲ့ပေါ့နော်ဒါတော့ချင်းချက်သွန်ဖြူထောင်ထားတယ်အားလည်းကိုရုံဆုံးစီကပ်ပါမယ်မဟင်းကမှုပုံထားတဲ့အတွက်ပေါ့နော်ဒီမှာတော့ကိုစပလင်းလေးပါတော့မထည့်အောင်ပေါ့နော်ကျင်းရဲ့စက်သွန်ဖြူရဲ့ထည့်ပြီးတော့စီကပ်ပါတယ်စီကပ်ပြီးရင်အရောင်တင်ပုံလေးထည့်ပါတယ်အရောင်တင်ပုံလေးနဲ့မွေးနေအောင်စီကပ်ပေးပါတယ်ရှင်စီကပ်ပြီးတော့ငါ့ကိုရွန်းသွားတာလေးထည့်ပါမယ်ရွန်းသွားတာလေးထည့်ပါမယ်ကြာစီကပ်ပေးရပါမယ်ဒီချိန်မှာအရသာအတွက်စားချိုးမို့အပြိုင်လေးလေးပဲထည့်ပါရှင်ကိုတော့ငါးလေးကိုတော့ချွတ်ပြီးတော့ရင်းနေအောင်ပြီးတော့ချစ်တက်ပေးရပါတယ်ကြာတက်လေးပို့ပြီးတော့ဆက်လို့ကောင်းပါတယ်အနံလေးအမွေးပြီးတော့ဒါတော့ခုနတဲရတဲ့အရင်ဦးလေးကိုနောက်ခုနငါးကိုငါးမွေးလောက်ထားတာလေးကိုထည့်လိုက်ပါတယ်ဒါမြည်ကြည့်လို့ရှိရင်အဆင်ပြေနေဆိုတော့ဆက်လို့ရပါတယ်